Hello ပဲမင်္ဂလာပါကျွန်တော်တို့ဘိုးတဲ့ပြင်မှာစက်မှုတက်ကဘော်ဒီယိုမှာပြုတ်ပြနေတဲ့ဖြစ်တဲ့ကားလေးတွေပဲဖြစ်ပါတယ်ကျွန်တော်ဒီဟိုတာလေးကားတွေလုံးဝပါတယ်ဟိုလည်းပိတ်တိုင်းနဲ့နာသားတွေကိုပြုတ်ပြပြီးတော့ဒီလိုဆေးပြတ်မှုမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီအော်လေးဆိုရင်ရောက်တော့ဗန်ပါခြေပါကျန်ခြေဗန်ပါဟိုလည်းပိတ်တိုင်းလေးတွေကိုဒါပြုတ်နေတာဖြစ်ပါတယ်အပြုတ်လေးကပါကျန်တဲ့ဗန်ပါလေးကိုဆေးပူထားတာပါကျွန်တော်တို့ဘိုးတဲ့မှာအဓိကပေးတဲ့ဝယ်ဆောင်မှုတွေတော့ကားဘော်ဒီပြုပြင်တဲ့ကားဆေးမှုတဲ့လုပ်ငန်းများနဲ့ဗမာအကွဲပြဲတို့ကုန်းကော့ပြုပြင်ပေးတဲ့လုပ်ငန်းများပဲဖြစ်ပါတယ်။ကျွန်တော်ဒီ KIA လေးဆိုရင်အရှိဗမာလေးတစ်ချမ်းကိုပြုပြင်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ဘိုးတဲ့မှာအလုံးစုံရဲ့လိပ်စာများကတော့ကျွန်တော်တို့မန္တလေးစက်မှုတက်မှာဆိုရင်132လမ်း616နှစ်ကြားမှာကျွန်တော်တို့မန္တလေးမြို့စက်မှုတက်မှာဖွင့်လှစ်ထားပါတယ်။ဒုတိယအလုပ်ရုံကတော့ကျွန်တော်တို့မန္တလေးရဲမော်တောင်ရပ်ကွက်မှာဖြစ်ပါတယ်။မန္တလေးရဲမော်တောင်ရပ်ကွက်မှာကျွန်တော်လိပ်စာကတော့38စီလမ်းနဲ့54နဲ့55လမ်းကြားမှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။တတိယအလုပ်ရုံကတော့ကျွန်တော်တို့ပြည်ဦးလေမြို့မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။ပြည်ဦးလေမြို့ကျွန်တော်တို့မန္တလေးလာချိုလမ်းမကြီးရဲ့နေတင်ရက်ကွက်ကြီး30ရူရီမက်ရဲ့အနီးမှာကျွန်တော်တို့တက်ဦးရတနာဘုန်းကြီးကျောင်းဘေးရဲ့ကဲ့ရက်မှာလမ်းတောင်လေးမှာကျွန်တော်တို့တတိယအလုပ်ရုံဖြစ်နေဖွင့်လှစ်ထားတာဖြစ်ပါတယ်။ကျွန်တော်မိုးတဲ့ပြင်မှာအဓိကပေးတဲ့ဝန်ဆောင်မှုများကတော့ကားဘော်ဒီကြီးပြင်ကားဆေးမှုနဲ့ဗမာအကွက်ပြကုန်းကော့ပြည်တဲ့လုပ်ငန်းများနဲ့ကားစပေါ်လက်တင်တဲ့လုပ်ငန်းများလေးဖြစ်ပါတယ်။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်များကတော့39962020 3999898989 5ဖုန်းနံပါတ်နဲ့399898လေးလုံး53ရဆိုတဲ့ဖုန်းနံပါတ်တွေကိုဆက်သွယ်ပြီးတော့ကားဘော်ဒီကားဆေးမှုဗမာအကွက်ပြကုန်းကော့လုပ်ငန်းများတို့ကိုဆက်သွယ်ပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်